ရှေ့တောင်အရှာယဉ်ကျေးမှုအမွေအနှစ်များအယောင်သွေးစုံလင်မှုနဲ့ရွေးရတယ်လများဖြင့်ပြည့်နှက်နေပါတယ် She could beat me, but she cannot beat my outfit. ဒီခါတော့ကျွန်တော်တို့ဒီဒေတာရဲ့အလှဆုံးကျောင်းဝတ်စုံများကိုအတူတူလေ့လာကြည့်ရအောင်ပါမလေးရှားနိုင်ငံရဲ့အထက်တန်းကျောင်းဝတ်စုံများဟာဘာချူကူရုံးနဲ့ဘာချူမလာယူတို့ဖြင့်တပ်ပတ်စွာတည်ဆောက်ထားပါတယ်အထူးသဖြင့်အမျိုးသမီးများ၏ကျောင်းဝတ်စုံများတွင်ပန်းထိုးအလှဆင်ခြင်းနဲ့အယောင်စုံဒီဇိုင်းများပါဝင်ပြီးရိုးရာစင်လာကိုခင်မိစွာဖော်ကျူးထားပါတယ်ထိုင်းနိုင်ငံရဲ့အထက်တန်းကျောင်းဝတ်စုံများဟာအဖြူနှင့်အပြာရောင်အနုစိတ်ဒီဇိုင်းများဖြင့်တန့်ပြန်သောအသွင်ကိုဖော်ဆောင်ထားပါတယ်ထန်းကျောင်းသားများအတွက်နိုင်ငံတော်တင်ကေတပါဝင်သောဒဇိကချက်များပါရှိပြီးစီကံနှင့်လှတရားကိုပေါင်းစပ်ထားပါတယ်အင်ဒိုနီးရှားနိုင်ငံရဲ့ထန်းကျောင်းဝတ်စုံများဟာဒေတာလိုက်ဘာတီကယ်နှင့်စာရောင်းကဲသို့သောရိုးရာထည်များဖြင့်ဒီဇိုင်းဆွဲထားပါတယ်ရောင်စုံလေးမျိုးနဲ့လက်မှုအနုစိတ်အလှများကအင်ဒိုနီးရှားရဲ့ယဉ်ကျေးမှုကွဲပြားမှုကိုဖော်ပြနေပါတယ်လပိုင်းနိုင်ငံရဲ့အထက်တန်းကျောင်းဝတ်စုံများဟာနောက်တိုင်းစတိုင်နဲ့ရိုးရာဒီဇိုင်းများကိုပေါင်းစပ်ထားပါတယ်မြို့သမီးများအတွက်ဖြစ်စရာကောင်းတဲ့ဗဘူးဒီဇိုင်းများပါဝင်ပြီးလှပသောအသင်းတွေကိုဖန်တီးထားပါတယ်မြန်မာနိုင်ငံရဲ့အထက်တန်းကျောင်းဝတ်စုံများဟာအစိမ်းနှင့်အဖြူရောင်အတွေ့ဖြင့်တန်ရှင်းသောအလှကိုပေါ်ဆောင်ထားပါတယ်အချို့သောကျောင်းများတွင်ရိုးရာလုံကြီးနဲ့တိုက်ပုံအင်ဂျင်များကိုဝတ်ဆင်ကြပြီးရိုးရာဓလေ့ကိုလည်းထိန်းသိမ်းထားပါတယ်ဒီဝတ်စုံတွေကဘယ်ဝတ်စုံကိုတင်အကြိုက်ဆုံးဖြစ်မလဲကောမန့်မှာဆွေးနွေးတော့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကွန်မြူနီပိုင်း ASAP ပါ